ဆရာကြောင့်အရတရောင်းလောက်အောင်ပြောအရအားရမင်းအကျွေးတော့မဆက်နိုင်ဘူးမင်းဆရာလောက်ပါဗျာဒီလိုတော့ဆရာဟဲ့အောင်သွားတော့အရင်ကျွေးတော့မဆက်နိုင်သေးဘူးဘယ်လိုကောင်းလဲမသိဘူးချစ်တလန်းချင်လန်းရင်နဲ့ငါရောင်ချနဲ့မူဒါပင်မဲ့အသေးကွေးယောဂအခုဒီမပြောင်းနိုင်ဘူးမိန်းကလေးရဲ့မင်းတော်ဆိုးတယ်ငါချစ်ကိုကာလာနေဆိုးခဲ့နောက်ဆုံးတော့အရသမားကြီးလုံးဖြစ်နေပြီကွာမင်းကြောင့်ပဲရွာတဲကအရက်ဆိုင်ထဲမှာအကျွေးတွေဘလောက်တောင်များနေပြီလဲနင်လန်ခွဲသွားခဲ့တာတော့ကြာပြီအခုထိငါကမင်းလို့မရနိုင်သေးပါဟာနေထားခဲ့တော့ငါတိုင်းကွာစာဦးရဲ့ပြန်လာခဲ့ပါအခုထက်ထိငါမျောနေပါတယ်ဟာပြန်လာခဲ့ပါမစာဦးရငါဒီမှာမျောနေပါတယ်ငါသေးကနာကျင်လို့ရက်ကလေးတစ်ခွက်တော့တောင်းမိပါတယ်နင်ကိုလွမ်းတဲ့ချိန်တွေတိုင်းလဲငါဖုန်းလေးလဲဆက်ချင်ပါတယ်ငါဘဝအချိန်တွေကမကောင်းတော့ဟန်ဖုန်းလေးလဲပေါင်ထားရပါတယ်နေတီလာမင်းမတီပါငါရဲ့ဝင်းဆောင်နေထွက်သွားတာပါနောက်ဆုံးတော့လဲငါတဲလေးခွေငါရဲ့ပြီးမှရဲ့ပဲရှိပါတယ်ကောင်းလိုက်တဲ့အရက်ကွာရက်ကတော့တောက်ရင်မှုချစ်ကလုံးဝကိုသစ္စာမရှိဘူးသူပြန်လာမယ်ဆိုပြီးထားခဲ့တာတွေအခုထိငါလေးမမေ့နိုင်ဘူးခံစားရတာတွေများလာခဲ့မြို့ကြီးသားတယောက်နဲ့လက်ထပ်လိုက်ပြီးတဲ့အရက်ပလင်းကိုလက်ကဆွဲရောက်ကမအိမ်ရှင်ကိုပတ်ခါရမ်းပါမယ်ခွာကြီးထွက်ခဲ့ခမရသမီးကိုဘာလို့သူများနဲ့ပေးစားရတာလဲကျွန်တော်လူအရက်တောက်ဖေးရိုက်ချက်တိုက်တဲ့ခေါင်းနဲ့ပေးစားရင်အေးချမ်းမှမှန်ပဲဒီလိုဆိုရင်အရင်လောက်ပါကျွန်တော်ကို12,000လောက်တော့အရေးကြီးပါလက်တွေတုံပြီးအနံ့ထွက်ခါအရင်မတော့ရိုက်မနေနိုင်တော့တဲ့ကျွန်တော်ဖြစ်ပါရဲ့ခမရသမီးကြောင့်ဖြစ်ရတာကိုခမရမသိတာတော့ခက်လိုက်တာဗျာအရက်တောက်ပြီးမူးနေတာဟာနေရတိုင်းကိုစက်တိုက်ပါလားဒီလိုဆိုရင်ကျွန်တော်ဖြစ်ဟာဘဝမရှိတဲ့လူတစ်ယောက်ဖြစ်တော့မှာလားသူများနဲ့ညာတဲ့ငါဤစားသချင်းတော့နာမထောင်ကျင်တော့တဲ့ကျွန်တော်ဖြစ်ပါဗျာပြန်လာခဲ့ပါမဆာဦးရငါဒီမှာမျောနေပါတယ်ငါသေးကနာကျင်လို့ရက်ကလေးတစ်ခွက်တော့တောင်းမိပါတယ်နင်ကိုလွမ်းတဲ့ချိန်တွေတိုင်းလဲငါဖုန်းလေးလဲဆက်ချင်ပါတယ်ငါဘဝအချိန်တွေကမကောင်းတော့ဟန်ဖုန်းလေးလဲပေါင်ထားရပါတယ်နေတီလာမင်းမတီပါငါရဲ့ဝင်းဆောင်နေထွက်သွားတာပါနောက်ဆုံးတော့လဲငါတဲလေးခွေငါရဲ့ပြီးမှရဲ့ပဲရှိပါတယ်စာဦးရဲ့ပြန်လာခဲ့ပါခုတည်းတီးငါမျောနေပါတယ်ဟာပြန်လာခဲ့ပါမစာဦးရငါဒီမှာမျောနေပါတယ်ငါအသေးကနာကျင်လို့ရက်ကလေးတစ်ခွက်တော့တောင်းမိပါတယ်နင်ကိုလွမ်းတဲ့ချိန်တွေတိုင်းလဲငါဖုန်းလေးလဲဆက်ချင်ပါတယ်ငါဘဝအချိန်တွေကမကောင်းတော့ဟန်ဖုန်းလေးလဲပေါင်ထားရပါ